ကျွတ်ရွာလေးနဲ့ရတာရှိတဲ့အမဲမွှကျော်အပြင်ကထမင်းဆိုင်တွေမှာဈေးကြီးပေးဝယ်စားနေရတဲ့မဲသားမွှကျော်ကိုအိမ်မှာပဲလွယ်တကူရတာရှိလှုပ်စားလို့ရတဲ့နီလန်းလေးကိုဒီနေ့မှကျွန်တော်ကပြောပြပေးသွားပါမယ်ခရီးထွက်မှာမို့ကြော်ပဲယူသွားအိမ်မှာမိသားစုနဲ့ပဲစားအမီးအနေနဲ့ပဲမိလုံးရလွယ်ကူပြီးရက်ကြာထားခံတာမို့လုံနီးလေးကိုတစ်ချက်လောက်ကြည့်ရှုပေးပါအောင်ဗျပထမဆုံးအမဲသားကိုအတုံးကြီးတုံးပြီးဂျင်းကြက်သွန်မိတ်ဟင်းချက်ဝိုင်တို့နဲ့ရောပြုတ်ပေးပါအသားနူးလာပြီးသွေးစားတွေဆင်သွားရင်စားနဲ့ဟင်းကက်မွေးကြိုင်တို့ကိုထည့်ပေးပြီးမိနစ်40ခန့်ထပ်မံပြုတ်ပေးရပါမယ်အသားကျက်ပြီးအေးသွားတဲ့ကဓားပြားနဲ့ခုလိုရိုက်ပြီးလက်နဲ့ပါမြင်လေးတွေဖြစ်အောင်စိတ်ရှည်လက်ရှည်နှွင်ပေးပါပြီးရင်စီပူထဲမှာကြက်သွန်မိတ်ရင်းတို့ကိုအနက်မွေးလာအောင်အရင်ကြောပြီးဆယ်ထုတ်လိုက်ပါစီမွေးတက်ထားတဲ့စီထဲကိုငရုတ်သီးအချမ်းမုတ်အနုမုတ်နဲ့မာလာစေးမုတ်တို့ကိုထည့်ပြီးတီနီမွေးလေးဖြစ်အောင်ပူချိန်လျှော့ပြီးမှွေပေးပါပြီးရင်နှွင်ထားတဲ့အမဲသားမြင်လေးတွေကိုထည့်ပြီးအသားတွေကရေဓာတ်တွေခန်းချောက်ပြီးကျွတ်လာတဲ့အထိမီးအေးနဲ့အချိန်ယူပြီးမှွေကြော်ပေးရပါမယ်ပြီးရင်အသင့်သုံးမာလာအနှစ်ကိုထည့်ပြီး10မိနစ်ကနေ10မိနစ်ခန့်အထိရတာဝင်သွားအောင်ထပ်မံကြော်ပေးရပါမယ်ကြော်တဲ့အခါမှာအသားတွေအယမ်းမာမသွားစေဖို့သတိထားရပါမယ်အနံလေးမွေးလာပြီဆိုရင်တော့အပေါ်ကနှမ်းဖြူလေးတွေကိုခမ်းများဖြူကမှွေပေးလိုက်မယ်ဆိုအနံ့ရတာနဲ့ပြည့်စုံပြီးတန်ရှင်းလက်ဆက်တဲ့အမဲမွှကျော်လေးကိုရရှိပြီပဲဖြစ်ပါတယ်အေးခံထားမယ်ဆိုကျွတ်ရွာလေးနဲ့ငံဆန်မွေးအရသာလေးကရှာပေါ်ဆွဲကြံရစ်နေစရာကြောင့်လူချင်းမင်းတို့လည်းကြိုက်နေတတ်တဲ့ဆိုအိမ်မှာကြော်စားကြည့်ကြပါဦးနော်